စိုးရင်တဲ့သူတွေအတွက်အသုံးတဲ့စီမဲ့တလား You keep searching for a hero. You just want to find a friend. မင်္ဂလာခင်ဗျာဒီနေ့တော့ Ulka ဘွားဆိုတဲ့တရားလေးကိုမျှဝေပေးသွားချင်ပါတယ် Ulka ဘွားဆိုတဲ့ဒီတရားကအဓိပ္ပာယ်2မျိုးနဲ့စားရှိပါတယ်ပထမတစ်မျိုးက intermediate တရားဖြစ်ပြီးတော့ဒုတိယတစ်မျိုးကကျတော့ advanced တရားဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ intermediate တရားဖြစ်တဲ့ Ulka ဘွားကိုရှင်းပြပေးသွားမှာဖြစ်ပြီးတော့ advanced တရားကိုတော့နောက်ဗီဒီယိုမှာကျွန်တော်ဆက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ဆိုတော့က let's go Ulka ဘွားဆိုတဲ့တရားကကရိယာနာမဝိသေသနနာမ်အားလုံးနဲ့သုံးပါတယ်ကရိယာနာမဝိသေသနတွေမှာအသက်ပါရင် Ulka ဘွားအသက်မပါရင် Liulka ဘွားနာမ်တွေမှာတော့အသက်ပါမပါ Ilka ဘွားဥပမာ Ijoborida Ijoborilka ဘွား Gamgiye Golida Gamgiye Golilka ဘွား Nutta Nujulka ဘွား Mashi Opta Mashi Opsulka ဘွား Haksein Haksengilka ဘွား Uisa Uisailka ဘွားစသဖြင့်သုံးနိုင်ပါတယ်နောက်တစ်ခုသိထားမှာကကာဘွားကိုနောက်ကနေအာအောစောတရာကပ်ပြီးတော့ကာဘွားစောဆိုပြီးတော့လည်းသုံးနေပါတယ် Ijoborilka ဘွားစော Gamgiye Golilka ဘွားစော Nujulka ဘွားစော Mashi Opsulka ဘွားစော Haksengilka ဘွားစော Uisailka ဘွားစောအဲ့လို style နဲ့လည်းသုံးနေပါတယ်အာအောစောနဲ့တွဲသုံးတဲ့အခါမှာအတန်ထွက်တဲ့အခါ Ulka ဘွားစောဆိုပြီးတော့အတန်ကိုတဒန်းနဲ့မဆိုဘဲနဲ့ကာနဲ့ဘွားစောနဲ့ကိုဖြတ်ပြီးတော့ Ulka ဘွားစောအဲ့လိုအတန်ထွက်တာပို့ပြီးတော့မိုက်ပါတယ်ဥပမာ Ijoborilka ဘွားစောGolilka ဘွားစော Nujulka ဘွားစော Opsulka ဘွားစောအဲ့လိုအတန်နဲ့ပြောတာကပို့ပြီးတော့ကောင်းပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီတရားရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ကြည့်အောင်Ulka ဘွားဆိုတဲ့တရားကဘယ်လိုအဓိပ္ပာယ်လဲဆိုတော့ကုတ်ကြောင်းငါးမြောင်းစောချူချွတ်လို့ခေါ်တဲ့စိတ်ပူစိုးရင်ရင်းနဲ့မှန်းဆတဲ့အခြေအနေမျိုးမှာသုံးပါတယ်မြန်မာလိုစီလီအောင်အနီးစပ်ဆုံးပြောမယ်ဆိုလို့ရှိရင် Ulka ဘွားဆိုတဲ့တရားကမှားဆိုးလို့မှားစိုးရင်လို့မှားကြောက်လို့ဆိုတဲ့အဓိပ္ပာယ်တွေရပါတယ်ဥပမာဗျာBiga Ulka ဘွား Usan gajigo ဘဆိုယောအဲ့မှာ Biga Oda မိုးရွာသည်နောက်က Oda မှာအသက်မပါတော့ Ulka ဘွားBiga Ulka ဘွားဆိုတော့ကမိုးရွာမှာစူးလို့မိုးရွာမှာစူးတာနဲ့မိုးရွာမှာစူးရင်လို့မိုးရွာမှာကြောက်လို့ဆိုတဲ့အဓိပ္ပာယ်တွေရပါတယ်ရှိမှာပါတဲ့စိုးဆိုတာဒီကစိုးရင်တာစိုးထင်တာဆိုတဲ့အဓိပ္ပာယ်ပါစိုးတထင်းနဲ့မျောနေရတယ်ဆိုတဲ့ဥက္ကမောင်ထူးရဲ့မျောတယ်အောင်ချင်းနေရလို့ပေါ့ဗျာစိုးရင်တာကုတ်ကြောင်းသွဲတာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့က Biga Ulka ဘွား Usan gajigo ဘဆိုယောမိုးရွာမှာစူးလို့ထီးယူလာခဲ့တယ်မိုးရွာမှာစူးတာနဲ့ထီးယူလာခဲ့တယ်မိုးရွာမှာစိုးရင်လို့ထီးယူလာခဲ့တယ်မိုးရွာမှာကြောက်လို့ထီးယူလာခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်တွေရပါတယ်နောက်ဥပမာကြည့်မယ်ကိုရိုနာရဲ့ Golilka ဘွား Maskuru ဆော့ဆော့ယောအဲ့ဒီမှာ Golida မှာအသက်မပါတဲ့အသက် Golilka ဘွားဆိုတော့ကကိုရိုနာရဲ့ Golilka ဘွားဆိုတာကကိုရိုနာကူးမှာဆိုလို့ကိုရိုနာကူးမှာကြောက်လို့ Maskuru ဆော့ဆော့ယောနှာခေါင်းစည်းစွတ်ခဲ့တယ်စာရီကြည်တာဆိုတာကဝိတ်တက်တီဝါတီပေါ့ဗျာမြန်မာစံပြောရမယ်ဆိုလို့ရှိရင်ဆိုတော့ကသူ့မှာအသက်မပါတော့စာရီကြည်ကာဘွားဝါမှာဆိုလို့ဝိတ်တက်မှာဆိုလို့ဝါမှာကြောက်လို့ဝိတ်တက်မှာကြောက်လို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်စာရီကြည်ကာဘွား Mani and Mogoyo ဝါမှာဆိုလို့အများကြီးမစားဘူးဝါမှာကြောက်လို့အများကြီးမစားဘူးနွတ်တာနောက်ကြသည်သူ့မှာအသက်ပါတော့ Nujulka ဘွားနောက်ကြမှာဆိုလို့ Hakyu ရဲ့ Nujulka ဘွားဆို Taxi ထားကိုကဆော့ရောကျောင်းနောက်ကြမှာဆိုလို့ Taxi စီးသွားလိုက်တယ်Julta ဆိုတာကငိုင်းတီမူမှန်လာအသက်ဖြစ်တဲ့အတွက် Ulla နဲ့စတဲ့တရားတွေမှာလာဖြုတ်ပြီးတော့ကြည့်ရပါတယ်ဆိုတော့ကဂျိုဒါလို့လည်းမြင်ရမှာဖြစ်တဲ့အတွက်အသက်မပါတဲ့လိုသဘောထားပြီးတော့ Julka ပါငိုင်းမှာဆိုလို့အိမ်ငိုင်းမှာဆိုလို့ Suop စီကန်တဲ့ Julka ပါ Coffee ဒူချန်နီနာမာရွတ်စော်ယောအတန်းချိန်မှာအိမ်ငိုင်းမှာဆိုလို့ Coffee 2ခွက်တောင်တောက်လိုက်တယ်ဆိုတော့က Ulka ဘာဆိုတဲ့တရားကတခုခုစိုးရင်တဲ့အခါတခုခုဖြစ်မလားစိုးရင်စိတ်နဲ့ပြောတဲ့အခါမှာသုံးပါတယ်နောက်ထပ်တတိထားမှာကဒီတရားကိုကုတ်ကြောင်းဟာတာကုတ်ကြောင်းတွေးတာဆိုတဲ့နှစ်ခုနဲ့လည်းတွဲပြီးတော့သုံးနေပါတယ်ဥပမာ Nail Biga Ulka ဘွားကုတ်ကြောင်းကြီးတွေယော Nail Biga Ulka ဘွားကုတ်ကြောင်းဟဲယော Nail Biga Ulka ဘွားကုတ်ကြောင်းကြီးဟာမနေ့ကမိုးရွာမှာစိုးတယ်မနေ့ကမိုးရွာမလားစိုးရင်တယ်나에게 싫어해질까봐 걱정해요. 내게 싫어해질까봐 걱정돼. 나에게 싫어해질까봐 걱정이네. 나오 몽도아마 수이네. 나오 몽도아마 수래. 나오 몽도아마 짜오대. 나보 몽루도아마 수이네. 엘루무 스타일에 도는로 나과 걱정하다. 걱정되다 마바베네래. 내일 비가 올까봐. 내일 비가 올까봐서 만약에 모여마 수로봐. 나에게 싫어해질까봐. 나에게 싫어해질까 봐서 나보 몽도아마 수로봐. 사르빈 그만 짜이레 스타일에 루아드로 도네 말해. 오기 다가 대체 번호. 너도 체크하자로. Atot 했을까 봐 소리 빼다네래. 디루면 피케말라. 소비로 소인의 가만히 또 말해. 우마 그냥 니네 짜오 말라우. 에나네 짜오가 비야 메시지 보라이래. 야, 넌 오케이? 해니 오케이라. 응, 괜찮아. 왜? 마음 피부 말로래. 오늘 안 오니까 아팠을까봐 걱정이 됐거든. 니네 말라로 니네 건 피니 말라 소비로 쏘인 롤리. 에마 아프다고. 앗옷 해봉산에 아팠을까봐 소비로 똥나라 피래. 유유 봉산에 아플까봐 소라테. 니네 아마 아팠을까봐. 니네 건면 피니 게달라 소비로. 두 말라게 지엔돼 쏘이나. 니네 건로 니네 건 게로 말라라 소비로 강요라이다 피래. 앗옷 했을까봐 하고 똥나 피바래. 우마 배가 아플까봐 매운 거 많이 안 먹어요. 바이나마 술로 싹 미안하지 마사우.
အဲ့မှာကြတော့ရိုးရိုးပုံစံနဲ့အာဖုလ်ကာဘွားကိုသုံးတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့စတာကိုလည်းမစားရသေးတယ်လို့ဘိုင်လည်းမနာသေးဘူးအဲ့ဒါကြောင့်အာဖုလ်ကာဘွားကိုသုံးတာအဖက်ဆူကာဘွားကကြတော့အခုနတငယ်ချင်းကကျောင်းကိုမလာခဲ့တာလဲသိကြပြီဖြစ်တဲ့အတွက် तू နေမကောင်းခဲ့တာဆိုပြီးတော့ကို तू နေမကောင်းတဲ့အဖြစ်ကပြီးသွားပြီးလို့ကျောင်းကိုမလာခဲ့တာဆိုပြီးတော့မှန်းဆလိုက်တာဖြစ်တဲ့အတွက်အဖက်ဆူကာဘွားကိုသုံးတာဖြစ်တယ်သဘောပေါက်မလားမသိဘူးတော့ကြဥလ်ကာဘွားရဲ့ at ot hesul ကာဘွားဘာကွာလဲဆိုပြီးတော့မသိမှဆိုလို့ပေါ့နော်ဥလ်ကာဘွားကကြတော့ဖြစ်မှာကိုစိုးရင်တာဒါပေမဲ့အခုထိမဖြစ်သေးဘူး at ot hesul ကာဘွားကကြတော့ဖြစ်သွားခဲ့ပြီဆိုပြီးတော့ကိုစိုးရင်တာဖြစ်ခဲ့ရင်လည်းဖြစ်သွားနိုင်တယ်။ Okay ကျွန်တော်နောက်တစ်ခုကြည့်မယ်။အငင်းပုံစံနဲ့သုံးတဲ့အခါမှာတော့ and mode gn ထားစတဲ့ pattern တွေနဲ့သုံးနေပါတယ်။ဥပမာခင်ဗျားကစော်နဲ့ coin တက်တယ်။အဲ့တော့ဘာလုပ်မလဲ။မသိဘူးမလား။တောင်းမှန်လိုက်မင်းကလေးဆိုတာကခင်ဗျားမှားဒီဖြစ်စီမှန်ဒီဖြစ်စီစားကွာဘူးတော့ဟဲအရင်ဆုံးတောင်းမှန်လိုက်။စပြီးတော့တောင်းမှန်လိုက်။ကျွန်တော်ကဘာလုပ်မလဲ။ဖုံးဆက်မယ်။ဒါပေမဲ့ငါဖုံးဆက်ရင် तू ကင်မမလားဆိုပြီးတော့စိုးရင်လည်းမလား။ Okay အဲ့လိုအနေထားမျိုးမှာကောင်မလေးကကျွန်တော်ဖုံးကိုမကင်မစိုးတယ်ဆိုပြီးတော့ပြောကြည့်မယ်။ဖုံးကင်တာက January Battaဖုံးမကင်ဒီက January and Batta ဒါမှမဟုတ် January Batti Anta အင်တာမီဒီဒရာကိုလူကြီးမင်းကအခုကြည့်နေတာဖြစ်တဲ့အတွက်ဒါတွေတော့သိထားကြမလို့ယုံကြည်ပါတယ်ဖုံးမကင်မှာစိုးလို့ဆိုတော့ကအန်ကိုသုံးပြီးတော့ January and Batul ကာဘွားဆိုပြီးတော့သုံးနိုင်တယ်လို့ GN ထားကိုသုံးပြီးတော့ January Batti Anul ကာဘွားဆိုပြီးတော့လည်းသုံးနိုင်တယ်ဆိုတော့ကကျွန်တော်ကောင်မလေးကကျွန်တော်ဖုန်းကိုမကင်မှာစိုးရင်တယ်제 여자친구가 제 전화를 안 받을까봐 걱정이 돼요. 다만 혹 제 여자친구가 제 전화를 받지 않을까봐 걱정돼요. 애들 왜 표현하네. 다가 and 다만 혹 지안 다소를 빼라는 동나 피래. 레벨가 아두루해. 다도처럼 못내 동지매. လူကြီးမင်းကမနက်ဖြန်တငယ်ချင်းနဲ့ချိန်တာတယ်ဒါပေမဲ့အကြောင်းတစ်ခုခုကြောင့်မတွေ့နိုင်ပါဘူးစိုးရင်တယ်အဲ့ဒီအချိန်မှာမုန်းနေတော့မယ်တွေးဆုံဒီကမန်းနာတာမတွေးဆုံနိုင်ဒီမဆုံနိုင်ဒီကမုတ်မန်းနာတာဒါမှမဟုတ်မန်းနာကြီးမုတ်ထားတာဆိုတော့က 내일 못 만날까봐 걱정돼요ဒါမှမဟုတ် 내일 만나지 못할까봐 걱정돼요မနက်ဖြန်မတွေ့နိုင်ပါဆိုတယ်အတူတူပဲတွေဗျာ mode plus ကရိယာနဲ့ကရိယာ plus g mode ထားတာနဲ့လူကြီးမင်းအနေနဲ့တင်ထားဖို့လို့ရှိရင် ul ကာဘွားထားတာနဲ့သုံးလို့ရသွားပြီဒါဆိုရင်ကျွန်တော်တို့အားလုံးခြုံငုံပြီးတော့ဥမာလေးကျွန်တော်ထပ်ကြည့်အောင်날씨가 너무 더울까봐 우산을 쓰고 나가요. 야류를 뿜어서로 티섬이 변ထွက်တယ် 애들 뭐 호연래 날씨가 너무 더울까봐 우산을 쓰고 나갔어요. 야류를 뿜어서로 티섬이로 변ထွက်ခဲ့တယ် 소비로 나우성 어성담아 at out headပုံစံနဲ့လည်းပြောနိုင်ပါတယ် 수업에 방해가 될까 봐서 휴대폰을 꺼놓았어요. စာသင်ခန်းနဲ့ အနောက်ရက်ဖြစ်မှာဆိုလို့ဖုန်းကိုပိတ်ထားခဲ့တယ် 방해가 되다ဆိုတာကအနောက်ရက်ဖြစ်သည် 제가 만든 요리가 맛이 없을까봐 걱정이에요. 저는 채대에 마까우마 소임이래. 아이가 깰까 봐서 작은 목소리로 말해요. 깔리 노다마 소로 뚜뚜리 스가벼래. 깨라가 노디. 길이 막힐까봐 집에서 일찍 떠났어요. 람베이 마수란에 소지 앵가 털라게래. 길이 막히다가 란저베이디. 살이 찔까봐 기름진 음식 안 먹어요. 와 마수로 시발에 사사리 사부. 살이 찌다가 아구나벼래 오이데디. 와디. 계단에서 넘어질까봐 조심하면서 내려왔어요. 리가 보관에 쳐자마자 얼로 들이다비로 쓰나게 돼. 중요한 일을 잊어버릴까봐 수업에 항상 메모해요. 예지의 기사를 미마소로 막수 싸움아 미엠마대. 영화가 시작했을까봐 뛰어왔어요. 여쟁아 사면님을 하소비로 삐라게 돼. 친구가 감기에 걸렸을까봐 걱정이 돼요. 등에지 인민이라 미안하소비로 수인이래. 네가 바쁠까봐 일부러 전화 안 했거든. 내 로션님을 하소비로 땀이 폼색해라. 시험에 묻힐까봐 걱정이야. 사업에 피내마 세이브래. 생일 선물로 친구에게 시계를 줬는데 친구가 별로 안 좋아할까봐 걱정했어요. 윈일레 싸우는 땡해진구 나일레 싸움 비케비메 땡해진가 땡미 짜이마고 소인이게라. 한국말 열심히 하네. 코리아스가오 주주사나 런이라왜. 시험에 묻힐까봐. 3일에 피내마 솔로. 왜 이렇게 일찍 일어났어? 바로 그로 소이타라네. 학교에 늦을까봐 짱 나오자마 솔로. 왜 우산 갖고 왔니? 바로 튀우라래. 오후에 비가 올까 봐서. 아이유에게 사과를 했니? 아이유 나만 비와이라. 아니 아이유가 또 화를 낼까 봐. 아이유가 탑이로 세이소니 마솔로. 내일 GD의 생일인데 선물 샀어? 말하면 GD의 뭐이니 너? 블레상 웨비라. 사긴 했는데 GD가 맘에 들지 않을까 봐 걱정이야. 왜로 웨비도 하비. GD가 더 범자 마소니라. 드리타마가 디드라가 소위 무피대 가마 도나 피대 네 포지티브 피대 야리바 도는 뭐 야바우 발로레스로 저로로리 소위네 수라가 막 가운의 치니리 핏마고 소위자라말라 저로가 가운의 치니리고 베루마마 소위자우리 너 우마 시험에 합격할까봐 걱정이에요 사무에 엉마 소인이라 시험 결과가 좋을까봐 걱정됐어요 사무에 야라 가운마 짜오니게래 수라묘 뭐 너마우 나우다 드리타마가 디드라고 까라리네 뼈래 가마 present past ပုံစံနေနဲ့ပဲပြောပြီးတော့ future ဆိုတဲ့မိတဲ့ပုံစံနဲ့မသုံးပါဘူး
우마 버스 놓칠까봐 일찍 출발했어. 바스가 루다마 솔로 소조ထွက်ခဲ့တယ်. 버스 놓칠까봐 일찍 출발해요. 바스가 루다마 솔로 소조 ထွက်လာတယ်. အဲ့လို present past ပုံစံနဲ့သုံးနိုင်ပြီမဲ့ 버스 놓칠까봐 일찍 출발할 거예요. 바스가 루다마 솔로 소조 ထွက်မှာဆိုပြီးတော့ future pattern ကြီးနဲ့လုံးဝသုံးလို့မရပါဘူး. ဒါဆိုရင် 바스가 루다마 솔로 소조 ထွက်မှာဆိုရင်ဒရာရမှန်ကန်အောင်ဘလို့ညံကုန်ပြီးတော့တွေ့ပတ်ပြီးသုံးနိုင်လဲဆိုတော့ 버스 놓칠까봐 일찍 출발하려고요. 바스가 루다마 솔로 소조 ထွက်မလို့ဆိုပြီးတော့သုံးနိုင်ကြောင်းပြောရင်လည်းဒီကုန်းချုပ်လိုက်ပါတယ် 울까ဘွားရဲ့တခြားသောအသေးပဲရတဲ့ advanced data ကိုတော့နောက်ထပ်ဗီဒီယိုမှာကြည့်ရှုနိုင်ပါတယ်ဗီဒီယိုအသစ်မှာကျွန်တော်ပြန်ဆောင်မယ် 안녕 You keep searching for a hero. You just want